ဒီနေ့ကတော့ ကြီးနဲ့နေမဲဖောက်ကြမှာကြီးနဲ့ကြော်ပါ ကြည့်အောင် ကြီးနဲ့ကြော်မှာ ဒါပါ ဒါကရန်လေး ဟုတ်လေရန်နေငွေသားကန်ဆမ်းမယ် ကဆမ်းမဲဘာညာစမကလာအကုန်ပါရဲ့ ဒါနမဲရန်နေတာဟုတ် ဒါလူတိုက်ရမော်ဝေးပါဖြစ်တယ်ညာဖြစ်တယ်ဟဲဟဲ ဒါဒီနေ့ခေါက်ပြောင်းဖြစ်ပါတယ် ဒီမဲဖောက်ပြမှာဖြစ်ပါတယ်နော် ငွေချင်းနေလည်းမဲဖောက်လို့ဆိုရင်ဒါလေးကဘာလေးပေါက်လဲလို့လည်းပြောဟာဒါဟောဟိုစိတ်လောစေတော့အဲ့ကျမ ဖောက်ပြပတ်ဆက်ပါလားဘာညာစမကလာကွိပါလားဟာလေလေးလည်းပါရဲ့ဒါတော့၄အောင်ပြရရဲ့နော် 50ပါ ၄အောင်ပြရရဲ့ပေါ့နော် 50ပါ ငါဟောင်းလို့ပြီးသေးပါဘူးကျမရော ဈေးဘောတော့ကောင်းပါဒီ ကျမတရားပါ အားတော့ပူကြီးနေတရားတယ် တရား တရား50ပြောရင်နော်နည်းနည်းဒီဘောကောအေးဒီမလေးပတ်စံနေတာဟေးမတရားဟာ တရား အေးနဲ့ဟာသူကဂရု အမ၄အောင်ပါနော် ကျုပ်ဘယ်နှချောင်းပါတယ်မသိဘူးခဏမ3ချောင်း အကြီးပြရလောက်တယ်လို့ 6ချောင်း6ချောင်း9ချောင်း10ချောင်း9ချောင်း ဟာ 10ချောင်း11ချောင်း12ချောင်း13ချောင်း တပိုင်လို့ 15ချောင်း16ချောင်း18ချောင်း ဆောင်းရွက်ကြီး 7ချောင်း19ချောင်း20 21 ဆောင်းရွက်ကြီးပါလာပြီ 23 22တော့24ချောင်းပါလား ဆောင်းရွက်ကြီးပါလာပြီ ကျင်းတယ်ပါနော် ဟုတ်တယ်ကျင်းဆက်ပါပြီဆောင်းရွက်ကြီးနဲ့ကျင်းဆက်ပါပြီ ဟမ်မစားရကြီးပဲသွားပြီ အေးမိုက်ရမိုက်ရ စားရကြီးပဲ ဖောက်လို့ကောင်းတယ်ပြောစရာကြီးဆက်လို့ကောင်းတာပေါ့ဒါလည်းဆောင်းရွက်ကြီးပဲဟွန်းဈေးဘောက်ကောင်းဘယ်လိုဖြစ်သွားလဲ ဟွန်းစားရတယ် ဒါဘာကြီးဟာလဲ စားရတယ် ပြုံးပြိုးအေးတာ သွားပြီ ပြုံးပြိုးအေးရဲ့ခိုင်းရဲ့ သွားပြီရှုံး ဘာ ပြီ ကြီးမှမသိဘူး စားရတယ်ပဲ ထားလိုက်တယ်ပဲ မ ကောင်းမကောင်း ညမှာလေပါအေးဒါလေးမှာအေးဒါလေးမှာလေအေး အေးဆာရွက်ကြီး မရှိုးလေမရှိုးလေမရှိုးလေဟောတရားအားလုံးမာတရားလေ ငါလည်းလေးပါလေထောင်းတယ်လေးပါတသောင်းတယ်လေးပါပါလားဘိုးရလည်းမဟုတ်ဘူးစားမှာပေါ့ တော့50ရှိသေးတယ် ရညကွာ စားရပဲ ဆာရွက်ကြီးပဲကြော်ရော အေးဒီမှာတေခေါ်လာတယ်နော်50ဟာည400ပဲရှိညစိတ်မပြေတော့ဘယ်နှချောင်းကျန်နေလဲ အေးဆာရွက်ကြီး ဒီဟုတ်ရှစ်ငါတော့နာမည်ပါလားလို့ဆက်ကြီးလို့ဟာရပဲအာရန်လုံးလားဟုတ်လားအေးမဟုတ်မှာ50 ရ ရန် န လုံး မေပါလေရလေးရလေး ရန်လင်းရကွာရန်ကြောက်ရန်လင်းမကောင်းရန်လင်း ဘယ်သွားချိပါ အဲ့ချီပါ ဆာရွက်ကြီးပဲဘလူကြီးလည်းမသိဘူးမကြလဲဆာရွက်ကြီးပဲ ရန်လင်းမကောင်း ရှုံးတယ်ရှုံးတယ်ရှုံးတယ် ရန်လင်းမကောင်းရန်လင်းနောက်ဝယ်မဖောက်ဘူးနော် နောက်ဝယ်မဖောက်တော့ရှုံးတယ် အေးနောက်ဝယ်ဖောက်ပြီနောက်ဝယ်ဖောက်ပြီ ဟဲ့ရငါရောက်နေ နောက်ဝယ်ဖောက်ပြီကိုဒါဆိုလို့ရှိရင်ဒီတော့နှစ်ချောင်းကျက်စီအဲ့တစ်ထောင်ကျက်သွားပြီထောက်တော့1400တဲ့ကားနဲ့ရောငါတော့လေရော ပေး ဟိုအဲ့ပေါက်ပါနော်အဲ့ဒါပေါက်ပါ အောက်ပေါက် ပြီးတော့ရဲလေးရဲ့ရှေ့ပြီးတော့ ဆာရွက်ကြီး စားကြည့်လားမလည်းစားရကြည့်ကြားတယ်ကားကျွန်တော်တို့4000နဲ့ဝယ်တာပါနော်4000တာကြားကျွန်တော်တို့56 59ပါနော်ကားရဲ့ပွဲလေးရတယ်ဝယ်လာတာကျွန်တော်တို့ပါ9000နဲ့200 9000နဲ့300 9400နဲ့900ရပါတယ်အဲ့တော့ပြရတယ်900ရပါတယ် နိုင်ခုဖောက်နိုင်ခုဖောက်ဒီတစ်ခေါက်ကတော့ ဒီနေ့ကြပါလေအဲ့တော့အကိုတို့ဘာလို့လဲဖောက်တယ်ဆိုလို့ရှိရင်ဘာလေးပေါက်လဲပြီးတော့ဘယ်ဟာလေးဖောက်တယ်လဲဆိုတော့ comment မှာဝင်ပြီးမှတ်ခဲ့ပြီပါကျေးဇူးတင်ပါတယ်